အားလုံးမင်္ဂလာပါချိန်ပေါက်ကိုစိုင်းပြရနေပြီပြန်လဲကြိုးဆိုပါတယ်ဗျကျွန်တော်ဒီကြောက်လေးကိုမန္တလေးမဟာအောင်မြေကြောက်မြက်ရတနာဝိုင်းရနေပြီကျွန်တော်330နဲ့ဝယ်ခဲ့ခြင်းဖြစ်ပါတယ်ဗျကြောက်လေးကပန်းသီးစိမ်းကာလာအောင်မှာကြောက်စီကြောက်သားတော့အတော်ကောင်းပါတယ်သူ့ရဲ့အားနည်းချက်ကတော့ဖင်မအနက်တူလေးပါတာပေါ့ဗျာအကယ်၍တွေးလိုက်လို့အနက်တူလေးပျောက်သွားခဲ့မယ်ဆိုရင်တော့ကျွန်တော်ဒီကြောက်လေးက30လောက်ဝယ်ပြီး40လောက်ရောင်းစားမှာသိကြပါတယ်ဒါကတော့ကျွန်တော်ပွဲစားအောင်ငွေချေတဲ့အခန်းလေးပေါ့ဗျာငွေချေပြီးနောက်နေ့ကြောက်လေးကိုကျွန်တော်သွားတွေးတယ်ပေါ့တွေးပြီးတဲ့အချိန်မှာတော့ထင်ထားသလိုကြောက်စီကြောက်သားအတော်ကောင်းမိမယ်အတွင်းကအနက်တူလေးကတော့ပျောက်မသွားခဲ့ဘူးဗျအနာလေးပျောက်သွားအောင်တွေးလိုက်မယ်ဆိုရင်လည်းအရွယ်စားအတော်ကိုသေးသွားမှာဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲပြန်ယူခဲ့လိုက်ပါတယ်ဒါနဲ့ကျွန်တော်ဒီကြောက်လေးကိုဝိုင်းနေတဲ့ပွဲစားကိုပြန်ပြီးတော့ပွဲပြန်တိုက်ခိုင်းလိုက်တဲ့အချိန်မှာတော့ဒတ်တာကီကိုမန်ယူအသင်းရဲ့နီးပြမြန်ခန့်ထားသလားကိုအောက်မေ့ရတဲ့ရှုံးချက်ကတော့15သိန်းအောင်ပြန်မထုတ်ပြဒီကြောက်လေးကဒါနဲ့ဟာဒီတိုင်းဆိုမဖြစ်တော့ဘူးဆိုပြီးကျွန်တော်တို့အစိုးရကိုရဲသွင်းရဲ့တချင်းလေးရလို့ပေါ့ကျွန်တော်တို့စွန့်စားမယ်ဆိုပြီးကျွန်တော်သူနဲ့လိုက်မဲ့အရွယ်တူအယောင်တူအနာရှင်းတဲ့ကြောက်တစ်ပွင့်ကိုကျွန်တော်30နဲ့ထပ်ပြီးတော့ဝယ်လိုက်တယ်ဗျဝယ်ပြီးတော့ကျွန်တော်ဒီကြောက်လေးနှစ်ပွင့်ကိုနှစ်ပန်းတစ်စုံအထည့်ဆင်လိုက်တယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့အထည်ဆင်ပြီးသားရုပ်ထွက်လေးပေါ့အတော်ကိုလှသွားတယ်ဗျအဲ့တော့အဓိကကြောက်ကုန်တဲ့မိတ်ဆွေကြီးများကိုပြောချင်တာကရှုံးကြောက်ကိုကုန်းကောက်ထားမိပြီဆိုရင်လည်းလှုပ်ချက်နဲ့ဈေးကွက်နဲ့တိရနဲ့ကျွန်တော်ကျုံတစ်ပတ်ကို3ရက်လောက်လမ်းလျှောက်နေတဲ့ပွဲစားတောင်မှာကျွန်တော်တို့စီကိုဖုံးဆက်လို့လာမှသိကြပါတယ်ဒါနဲ့ဒီကြောက်လေးကိုကျွန်တော်85သိန်းကိုအာနာနာနဲ့ပဲရောင်းပေးလိုက်ပါတယ်အခုကြည့်နေတဲ့ကြောက်မိတ်ဆွေတွေကိုအဓိကပြောချင်တာကတော့ရှုံးကြောက်ကိုအထည်ဆင်တိုင်းလဲမမြတ်တူမြက်ကြောက်ကိုအထည်ဆင်တိုင်းလဲပို့ပြီးမြတ်မလာပါဘူးဒါကတော့လက်ကြီးဖြစ်အောင်ကျွန်တော်ကိုရောင်းပြီးတဲ့ပွဲစားကိုငွေလာအပ်တဲ့အချိန်လေးပေါ့ဗျာအဓိကဒီကြောက်လေးကိုကျွန်တော်အရှုံးကနေအမျက်ဖြစ်အောင်ပေါ့လှုပ်ချက်ပညာကိုသိရှိလို့ပါကျွန်တော်ရဲ့ Facebook page မှာလာရောက်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ